ဒီလိုကနေကြမလို့ဒီလိုတယောက်ဆောင်နေကြမလို့ပဲနဲ့စုငွေ9000ကျပ်ရမယ်ဆိုရင်စိတ်ဝင်စားကြလား BAB ရဲ့ filter လေးနဲ့ဆော့ပြီးတော့စုငွေကျပ်9000အပြင် BAB စေးဘူးလေးတွေကိုပိုက်ဆိုင်နိုင်မယ်အခွင့်အရေး BAB ရဲ့ filter လေးနဲ့ဆော့ဗီဒီယိုပြန်တင်ရုံနဲ့ဘယ်သူမစိုးစုငွေကျပ်9000အပြင် BAB စေးဘူးလေးတွေကိုပါဝင်ကဆန်းလို့ရပါပြီရှင်စီကန်းချက်လေးတွေကတော့ BAB ရဲ့ TikTok channel ကို follow လုပ်ပေးထားရပါမယ်နောက်တစ်ခုကတော့ဒီဗီဒီယိုလေးကို like and repost လုပ်ပေးရပါမယ်ပြီးရင် filter လေးနဲ့ဆော့ဗီဒီယိုကို public တင်ပြီးတော့ caption မှာ #BAB ဆိုပြီးတော့ရေးပေးရပါမယ်ပြီးရင် BAB ရဲ့ TikTok account ကို mention လုပ်ပေးရပါမယ်ရှင့်ဒါဆိုရင်တော့စုငွေကျပ်9000အပြင် BAB စေးဘူးလေးတွေကိုပါဝင်ကဆန်းလို့ရပါပြီနော် TikTok filter လေးကိုတော့ BAB ရဲ့အခု channel မှာတင်ထားတဲ့ဗီဒီယိုမှာရှာပြီးတော့ဆော်နိုင်ပါတယ်ထူးခြားချက်ကတော့ကန်ထူးရှင်ဖြစ်ဖို့အတွက် follower များစရာလည်းမလိုပါဘူး view များစရာလည်းမလိုပါဘူး like များစရာလည်းမလိုပါဘူး filter လေးကိုဆော့ပြီးတော့ဗီဒီယိုတင်ဖို့ပဲလိုပါတယ်ကန်ထူးရှင်က10ယောက်တောင်ရွေးချယ်မှာဆိုတော့အခုပဲ BAB ရဲ့ TikTok filter လေးကိုဆော့ပြီးတော့ဗီဒီယိုတင်လိုက်တော့နော်